CapCut application ကိုကျွန်တော်တို့ MacBook Pro မှာအလွယ်တကူဘယ်လိုမျိုး installation လုပ်လို့ရနိုင်မလဲဆိုတဲ့အကြောင်းအရာကိုဒီနေ့ video တွေမှာ knowledge အနေနဲ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေက video editing တွေလုပ်ဖို့အတွက် CapCut application ကိုကိုယ့်ရဲ့ MacBook မှာအလွယ်တကူ installation လုပ်နည်းအကြောင်းကိုသိချင်တယ်ဆိုရင်တော့ဒီနေ့ video တွေကိုစောင့်အောင်ကြည့်ပေးပါ။ပထမဆုံးအနေနဲ့ကျွန်တော်တို့က CapCut application installation လုပ်မယ် MacBook ထဲကိုသွားလိုက်ပါမယ်။ MacBook ထဲကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့က Google Chrome ထဲကိုသွားလိုက်မယ်ပေါ့နော်။ Chrome ထဲကိုဝင်လိုက်မယ်။ပြီးရင်ကျွန်တော်တို့ဒီ account တစ်ခုကိုရွေးပေးလိုက်ပေါ့နော်။ Search box မှာဆိုရင်တော့ကျွန်တော်တို့က Mac Extract ကို download ဆဲမှာဖြစ်တဲ့အတွက်ကြောင့်မို့ CapCut for Mac ဆိုပြီးတော့ရိုက်ပေးလိုက်ပါ။တကယ်လို့ Windows တက်ဆိုရင်တော့ PC ဆိုပြီးတော့ရိုက်ပေးလိုက်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော်တို့ CapCut ရဲ့ official site ထဲကိုသွားလိုက်မယ်။ download CapCut desktop ဆိုပြီးတော့ရှိနေမယ်။အဲ့ဒီမှာကျွန်တော်တို့ download for free ဆိုပြီးတော့နှိပ်ပေးလိုက်ပါတော့။ဒါဆိုရင်တော့ကျွန်တော်တို့ဒီ application ကဒီ2 MB လောက်ပဲရှိတယ်ပေါ့နော်။သူကကြတော့ကျွန်တော်တို့ဒီ CapCut application download ဆဲဖို့အတွက်ဒီကောင်းနေမှာဆိုရင် installer တစ်ခုအရင်ဆုံး download ဆွဲရတယ်ပေါ့နော်။ installer download ဆွဲပြီးမှပဲကျွန်တော်တို့ကလိုအပ်တဲ့ application ကို download ဆွဲရမှာဖြစ်ပါတယ်။ဒါကတော့ installer DNG file လေးကိုကျွန်တော်က download ဆွဲပြီးသွားပြီ။ DNG file ကို download ဆွဲပြီးအနေထားမှာဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးလေးပေါ်နေတယ်ပေါ့နော်။အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ click 2ချက်နှိပ်ပေးလိုက်ပေါ့နော်။ CapCut downloader ဆိုပြီးတော့ရှိတယ်။ကျွန်တော်တို့ရဲ့ screen ပေါ်မှာလည်း CapCut downloader ဆိုပြီးတော့ဒီ box လေးနဲ့ပေါ့နော်။ box လေးနဲ့ CapCut logo လေးနဲ့ဒီလိုမျိုးလေးပြနေတယ်ပေါ့နော်။အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကို2ချက်တောက်ပေးလိုက်ပေါ့နော်။ screen ပေါ်ဟာလေးကိုနှိပ်လိုက်လေအတူတူပါပဲ။ဒီတော့ကျွန်တော်တို့က CapCut downloader လေးကိုကျွန်တော်တို့ကာစာ2ချက်တောက်လိုက်ပေါ့နော်။အဲ့မှာဆိုရင်ကျွန်တော်တို့ open လေးကိုပဲနှိပ်ပေးလိုက်ပါ။ဒီမှာဆိုရင်ကျွန်တော်တို့ဒီစပြီးတော့ဗောနော် installation သူက download လုပ်နေပါပြီဒီမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ network ပေါ်မူတည်ပြီးတော့အချိန်တော့အနည်းငယ်ကြာနိုင်ပါတယ်နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော် MacBook နဲ့ပတ်သက်တဲ့ video လေးတွေပြန်လည်ပြီးတော့မျှဝေသွားပြီးလို့ရှိပါတယ်အရင်တုန်းကတင်ထားတဲ့ MacBook video တွေကကြတော့ကျွန်တော်တို့ YouTube policy နဲ့မညှိတာဖြစ် YouTube policy နဲ့ညှိပြီးတော့ဗောနော်ကျွန်တော်တို့ဒီ Photoshop installing တို့ဒီ Premiere Pro installing တို့ဘာတို့အကုန်လုံးဖျက်ချခံလိုက်ရတယ်ဒါကြောင့်မို့နောက်ပိုင်းမှာဆိုရင်တော့ကျွန်တော် video လေးတွေပေါ့နော်ဒီ policy မညှိအောင်ပြန်ပြီးတော့ update ပြီးတော့တင်ပေးဖို့လည်းရှိပါတယ်တကယ်လို့ကိုက MacBook နဲ့ပတ်သက်တဲ့ဒီတစ္ဆန် tree လေးတွေကိုထပ်ပြီးတော့လေ့လာကြည့်နေတယ်ဆိုရင်တော့ဒီကျွန်တော်ရဲ့ channel လေးကိုလည်းဒီ subscribe လုပ်ရတဲ့ subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ CapCut solution လောက်တာလေးခဏစောင့်လိုက်မယ်အချိန်ကကြတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ network ပေါ်မူတည်ပြီးတော့အချိန်တော့အနေငယ်ကြာနေပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအနေငယ်ကြော်ပေးလိုက်ပါမယ်ခင်ဗျာဆိုရင်တော့ကျွန်တော်တို့ 100% ပြည့်ပြီးအနေထားမျိုးမှာကျွန်တော်တို့ဒီ verifying CapCut ဆိုပြီးတော့လုပ်နေတယ်ပေါ့နော်
သူကကြတော့ဒီ installation လုပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ကတန်းပြီးတော့အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်ဒီကကက် application တို့ deleted ချက်တက်လာပြီပေါ့နော်အခုနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီကကက် PC version မှာဆိုရင်တော့ကျွန်တော်တို့ဒီ professional video editing ပုံစံအတိုင်းပဲအသုံးပြုရတာအဆင်ပြေတဲ့အတွက်ကြောင့်မို့ကိုက video editing တွေလုပ်တဲ့အခါမှာအခုမှစပြီးတော့လေ့လာနေတဲ့ဒီပေါ့နော် professional video editing tool တွေတော့မသုံးချင်ဘူး mobile ကနေမှ PC version ကို change နေတဲ့သူတွေဆိုရင်တော့ကက်ကက်ကိုအသုံးပြုဖို့အတွက် recommend ပေးတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ရဲ့လက်ရှိကက်ကက် PC version ရော mobile version ကိုအသုံးပြုပြီးတော့ဒီ video editing တွေလုပ်နေလိုက်ဖြစ်တဲ့ကြောင့်မို့မိတ်ဆွေတို့က video editing ကိုဝါသနာပါတယ်ဆိုရင်တော့ကက်ကက်ကနေစပြီးတော့အသုံးပြုဖို့အတွက်အကြံပြုချင်ပါတယ်ခင်ဗျာအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်